ဟီမာနေကတော့အရင် interview လေးတွေတော့ပြောပြတယ်အခုအတွက်ဆိုတာသင်ဆရာမြင်ဆရာကြားဆရာပဲကိုဘွားရဲ့ဒီအဆိုတော်ဖြစ်စေတဲ့ဟုတ်တစ်ချက်တဲတစ်ပွင့်ထဲမှာမမပါတယ်မမတော့ကျေးဇူးရှိတယ်ပေါ့နော်မမရဲ့ကျေးဇူးကိုတကယ်ဘယ်လိုပြောမလဲနှလုံးသွင်းပြီးတော့မှဒီသချင်းလေးကိုဖန်တီးဖြစ်တယ်လို့ပြောလို့ရပါတယ်သူ့အတွက်ပေါ့နော်ချင်းလေးရှာပေးမယ်လုပ်ပေးမယ်ဆိုတော့အခုမှအကျွေးလိုမျိုးဖြစ်နေတာကြာပြီဒါပေမဲ့ဒီနေ့ဒီအချိန်မှာတော့မတယောက်တည်းဆိုတာမဟုတ်ဘဲနဲ့ကိုပါရောပြီးတော့စုံတွဲလို့ဖြစ်သွားတာပေါ့လေအဲ့တော့ဒါတော့ကို့အတွက်ကံကောင်းခြင်းလေးတစ်ခုပေါ့နော်ဆုံးမတွေ့မညီခဲ့တဲ့ဆုံးမတွေ့မညီခဲ့ဘာကြောင့်ကန်ဆုံးစီပေးဘာကြောင့်ကန်ဆုံးစီပေးခဲ့လဲပုံရိပ်တွေ့ထင်စေပါပုံရိပ်တွေ့ထင်စေဒီလွမ်းတွေ့မျိုးသိမ်းမရဒါဆုံးမလားဒီနေ့ကဟုတ်တယ်ဒုတိယမြောက်နေ့လေးပေါ့နော်ချင်းအစ်စ်ကလေးတစ်ပုဒ်ပါပြီးတော့ memory ကတော့ဒါကိုရဲ့အမြဲတမ်းပေါ့နော်အားကိုရတဲ့ညီမပေါ့နော်ဆိုတော့ memory နဲ့ပဲရိုက်ဖြစ်တဲ့ချင်းလေးတစ်ပုဒ်ပေါ့နော်စုံတဲ့ချင်းလေးစုံမှတ်လို့နာမည်ပေးထားတယ်ကိုဖြိုးနေကတော်တော်ကြာပြီနော်ဟိုးမနိုင်မတော့9နှစ်10နှစ်လောက်10နှစ်လောက်ရှိပြီအဲ့ဒီကညော်နိုင်တဲ့မြတ် album တွေကတချင်းတွေအများကြီးခဲ့ကိုဖြိုးကလည်းကိုဆိုရင်အမြဲယုံကြည်နဲ့ကိုဖြိုးရဲ့အကောင်းဆုံးချင်းတွေပေါ့နော်အဲ့လိုပေးတယ်ရိုက်ခွင့်ပေးတယ်အဲ့လည်းကိုဖြိုးမပြောရသေးဘူးဘာပြောကျေးဇူးတင်တယ်ဟိုလည်းမောင်နှမချင်းလို့ဖြစ်နေရောလေပြောချင်ဘူးဖြစ်နေအဲ့တချင်းတွေကလည်းဟိုအိမ်ညွှန်ညရဆိုလို့ရှိရင်အခုလက်တော့မှလည်းအရန်ပေါက်ခဲ့တဲ့ချင်းတွေလည်းကိုရိုက်ခွင့်ရခဲ့ရပေါ့နော်ကိုဖြိုးကလည်းကိုယုံကြည်နဲ့အဲ့နဲ့လည်းအခုဒီချင်းလေးကိုလည်းအကောင်းဆုံးကြိုးစားထားတယ်ကိုတို့ဒီလာမယ့်အော်တိုဘာလ9ရက်နေ့မှာ Harmonious Music Night ဆိုတဲ့ concert လေးရှိတယ်ပေါ့နော်ဆိုတော့ပုံမှန်တော့ပွဲတွေကတော့လုပ်နေကြတယ်ဆိုလဲဆိုဖြစ်တယ်ဒါပေမဲ့ထူးထူးခြားခြားပြောင်းလဲလာတဲ့ပွဲလေးတစ်ခုလို့ပြောလို့ရတယ်ပုံမှန်ဆိုင်တွေမှာဖျော်ဖြေတဲ့ပုံစံမျိုးမဟုတ်တော့ဘဲနဲ့လေstage show ပုံစံပေါ့နော်live concert ပုံစံမျိုးဆိုတော့ကိုတို့အတွက်လည်းဒါအခွင့်အရေးတစ်ခုလို့ယူဆတယ်ပြီးတော့အတွဲဆက်လေးကလည်းမဟိမာနေဝင်ပြီးတော့ဂျူအကိုနဲ့ပေါ့နော်ဆိုတော့အလုပ်တစ်ခုဒီလိုမျိုးကိုဆိုနေကြချင်းလေးတွေကိုပဲအလုပ်တစ်ခုအနေနဲ့ဆိုပြီးတော့ပေါ့ပါဖြတ်တန်းလို့ရပါမယ်လေအမှတ်တမ်းလေးတစ်ခုဖြစ်ချင်တယ်ပေါ့နော်ပြီးတော့အမှတ်တရလေးတွေကျန်ခဲ့ချင်တယ်အဲ့ဒါကြောင့်စဉ်းစားရတဲ့မှာဒီပွဲကိုရည်ရွယ်ပြီးတော့ချင်းအစ်စ်ကလေးနှစ်ပုတ်ပေါ့နော်ကိုကစပြီးဖန်တီးဖြစ်တယ်အဲ့နှစ်ပုတ်ကလေးကနှစ်ပုတ်ထဲကတစ်ပုတ်ပေါ့အခုကလေးကတော့လေစုံမှတ်ဆိုတဲ့ချင်းလေးပေါ့စုံတဲ့ချင်းလေးပါဒီချင်းလေးကိုစပြီးတော့ရိုက်မယ်ဆိုရင်ချင်းသားတော့ချင်းလေးကသူကအကောင်နဲ့ကောင်မလေးကစုံမှုခက်နေတာပေါ့စုံမှုခက်တယ်စုံမှတ်လေးတစ်ခုမှသူတို့ကအမြင်တမ်းဘယ်လိုလွဲနေတယ်ပေါ့နော်သူတို့အဲ့လိုပုံစံမျိုးလေးဆိုတော့ဒီထဲမှာပါတဲ့ actor တွေကိုလည်းကိုဖြိုးနဲ့အမြဲအဲ့ဒီတယောက်ဆောင်ကြီးအမြဲပြောရပေါ့ကိုဖြိုးကကြောက်လို့လဲဆိုတော့ဒီတယောက်ဆောင်တွေထဲမှာဆိုလို့ရှိရင်ဒီမျက်နှာတစ်တယောက်ဆောင်ကြီးကိုသဘောကျတယ်ပြီးတော့ talent ရှိတဲ့လူတွေကိုသဘောကျတယ်အဲ့ဒါနဲ့တိုင်ပင်ပြတော့ကိုဖြိုးကဒီမင်းသားကိုရဲလွင်ပေါ့နော်ရဲလွင်နဲ့ဆိုတော့အရင်အဆင်ပြေတယ်ရဲလွင်ကလုံးလုံးလည်းကောင်းတယ်အရင်နဲ့စုံပွဲတယ်ရဲလွင်ကိုပုံမှန်ပဲသွားမင်းသမီးကြတော့လေကိုဖြိုးနဲ့တိုင်ပင်စီတော့ကိုကူးစရာပေါ့နော်ကိုကူးကလည်းကိုနဲ့အရင်တော့အရှိမအပိုင်း60ကားရထားတော့အရင်လည်းခင်နေကိုဖြိုးကိုပြပြလေကိုဖြိုးကအရင်သဘောကျတယ်ဒီဇိုင်းတွေကဒီသဘောကျပေါ့ talent လည်းရှိရဆိုပြီးဒီကူးစရာနဲ့ရဲလွင်ဦးပေါ့နော်သူများပြီးဖြစ်တယ်ပေါ့ဒါပေမဲ့အခုရိုက်ပြီးွားအချိန်မှာတော့အားရတယ်အဓိကတော့ရိုက်မယ်လို့ idea ရှင်းအောင်ဒီရက်တွေ available ဖြစ်အောင်မှတုံးတဲ့လူတွေပေါ့နော်edX တွေအားအောင်မှပြီးတော့ driver ကိုယ်တိုင်လည်းအချိန်ပေးနိုင်အောင်မှပြီးတော့ကိုလိုချင်တဲ့နေရာကလည်းရအောင်မှဆိုတော့ဒီစုံမှတ်ဆိုတဲ့ချင်းလေးကံပဲပေါ့နော်စံသူ့ကံလို့ပဲကိုတော့တွဲချတာပေါ့ဆိုတော့လူတွေလို့မရအောင်ဒါတွေကဒီကာလတူတူလေးအတွင်းမှာအကိုတို့ကတစ်ခုပြီးတစ်ခုဆိုတော့အဲ့ဒီမှာခုနပြောဆိုပါဝင်အားဖြစ်ပြီးတဲ့talent တွေအားလုံးကငကိုကလေးကလည်းရည်ချင်းရှိပြီးသားဆိုတော့Mebrani ကdirector မဟုတ်လို့ तू ကဥဆောင်ပြီးလုပ်တယ်ဆိုပေမဲ့ဒီတာဝန်တွေကိုကိုစီကအဲ့လိုမျိုးဝမ်းသာသွားကွာသူကလုပ်ပေးကြတယ်ခုနကပဲ script ဆိုလို့ရှိရင် on scene ကြမှာသိတာမျိုးကြလို့ရှိရင်ပျော်ရွှင်တရုပ်ဆောင်ပေးကြတယ် vocal ကတော့ကိုရှေ့မှာ quiz လေးလုပ်ထားတယ်အခုတခါမှဆိုတာအမြဲတမ်းတွဲဆိုနေကြမဟုတ်တဲ့ artist ဆိုပြီးတော့ကိုကအဲ့လိုညံစမ်းလေးလုပ်ထားတယ်ဆိုတော့တကယ်လဲဟုတ်ပါတယ်မဟိမာနေဝင်နေပေါ့နော်အဲ့တော့မဟိမာနဲ့ဒီနေ့ဒီ interview လေးကြတော့မှကိုကပြောပြပြတာဗောလေရှေ့မှာအခု platform လေးကနေအခုတကွေတကားကနေအခု quiz လေးလုပ်နေတာရှိတယ်artist ကဘယ်သူဖြစ်မလဲဘာညာဗောနော်ဆိုတော့အခုဒီ interview လေးတက်လာပြီဆိုရင်တော့ဒီစုံတဲ့ချင်းလေးမဟိမာနေဝင်နေဆိုတော့သိမှာဗောနော်မဟိမာနေကတော့အရင် interview လေးတွေတော့ပြောပြတယ်အခုအတွက်ဆိုတာသင်ဆရာမြင်ဆရာကြားဆရာပဲကိုဘွားရဲ့ဒီအဆိုတော်ဖြစ်စေတဲ့ဟုတ်တစ်ချက်တဲတစ်ပွင့်ထဲမှာမပါတယ်မတော့ကျေးဇူးရှိတယ်ဗောနော်မရဲ့ကျေးဇူးကိုတကယ်ဘယ်လိုပြောမလဲနှလုံးသွင်းပြီးတော့မှဒီသချင်းလေးကိုဖန်တီးဖြစ်တယ်လို့ပြောလို့ရပါတယ်